ကထာထာသာအဲ့ဒါအပုတ်လားလားခုနအကန့်အဲ့ဒါအပုတ်မမီပြီအပြာမပြနဲ့ဘာနာကိုဝတ်တဲ့ချို့လုံးတယ်ကြည့်တယ်လို့ဟဲ့လာငါပြောတယ်မကြောက်ဘူးဒီလိုလားဟိုကနာမစလို့ရိုက်မရိုက်ဒီမရိုက်ဘူးဘယ်ရိုက်မှလည်းမသိဘူးလာရောတို့ကိုဖားထုတ်ပန်းခိုင်းနေငါ့ကိုထည့်အောင်ရိုက်ညာတိုင်းထုတ်ပန်းခိုင်းနေတာပဲဒီဘက်တို့ဒီညတော့မဲလှဲ့ပေါ့ဟုတ်လားဒီနေ့တော့ထည့်အောင်ရိုက်ကိုတကယ်ရိုက်မှနော်ရိုက်တေးကိုတကယ်ရိုက်မှနော်ရိုက်တေးကိုတကယ်ရိုက်မှနော်နေကိုတကယ်ရိုက်မှနော်ဒါပဲကျတော့နော်ရဲ့ဟာလားတေးနေတော့အဲ့ဒါနိုင်ကအပုတ်အနိုင်မနှင်းညာလဲနိုင်ပြီကုတီအားမရသေးဟေးဒီနေ့ညနေလဲပဲနားလဲလားသွားဝတ်သားတွေချို့လောက်ကြကြည့်တာလို့မြန်သွားဒီချိုးထားမယ်ဆက်တဲ့ကဲနှစ်ထုပ်ထားပေးရငါထားကုန်ထားဆင်းသေးဟုတ်လားဆက်ပြခဲလို့ရှင်လို့လားဒီမူရလေးနဲ့ငါ့ကိုမလုပ်နဲ့ဘာလဲကြွကြရဟိုးခင်းယောက်ျားမဟုတ်ဘူးဆိုင်းနောက်သွားတာလေဆက်ပြခဲရတယ်လို့ယောက်ျားလို့နားလဲလားဘာဟာယောက်တော့အဲ့တော့မလို့ဒီမောင်ဘယ်တော့လို့လဲမဟုတ်လေမင်းတော်မှလို့ညလာလေးပေးပါလေပြောရဒီတော့ငါ့ကိုထည့်အောင်ရိုက်ကျင့်နေလို့ဆိုထည့်အောင်ရိုက်နားလဲလားပြောတော့အမနစ်တိလိုက်တော့ရှောင်းမလားဒုက္ကိုမရှောင်ရဘူးဟာဒုံနိုင်မြန်နမသွားရင်လေဒုဆိုရင်တို့မရှောင်ရင်ဘူးထည့်အောင်ရိုက်ရှာမချင်းနဲ့ငါ့ကိုထည့်အောင်ရိုက်ရမယ်ဟေးမတော်လို့များမတော်ရင်မတော်ပါဘူးတုတ်ရဲ့မတော်ရိုက်တို့မအဲ့လောက်ရက်ဆက်တဲ့နှလုံးသားမပိုင်ဆိုင်ဘူးမငါ့ကိုသိတာနားနေပြထည့်အောင်ရိုက်ရမယ်ပေါ့အဲ့ဒါလားတေးငါသားတွေလည်းလွန်းလိုက်တာတုတ်ကြီးငါတန်တန်ပြောတယ်ငါသားတွေရဲ့အကျိုးအကြောင်းကိုငါသိချင်လို့မင်းငါ့ကိုစာလဲဖြစ်ဖြစ်ဖုံးလဲဖြစ်ဖြစ်ဆက်ပါဆိုဘာတစ်ခုမှမဆက်ဘူးတော်တော်ခက်တဲ့တုတ်ကြီးကွာငါပြီးတော့အားကိုပြီးတော့ငါသားတွေကိုမင်းစီပို့ပေးတာငါသားတွေရဲ့အချင်းချင်းငါအရင်သိချင်တာပဲကွာတုတ်ကြီးမင်းကငါကျေးဇူးတင်တယ်ကွာငါသားတွေကယောက်ျားဖြစ်လို့တော့မင်းလိုချင်တာမှန်သမျှဒီလုံးအားလုံးပေးမယ်လို့ခရီးပေးခဲ့တဲ့အတိုင်းငါပေးမှာပါကွာတကယ်ကြီးကဘာလူလူနဲ့ကွာ6လပြည့်ငါသားအဲ့လိုဟာညကလည်းလာတယ်ပါဗျာဟေးနော်ဟေးဟာတိုင်းကျွန်တော်လေဟာတိုင်းနေကြဟာနေတော့မင်းယောက်ျားဖြစ်သွားပြီယောက်ျားဖြစ်တာကွာအဖေဝါသားလေအဲ့ဒါငါတကယ်ချင်းတောက်ကြီးရဲ့ကျေးဇူးတွေကွာအေးဟုတ်ပါတော့ဘာမှလည်းနော်ဟေးဒါလည်းဒီပေါ့ဟိုမင်းကြီးတွေရောဟန်ကြီးလေးနဲ့နောက်မှာပါတယ်ဟုတ်လားပါတယ်ဟန်ကြီးလေးတို့ဟာလားဘာလဲတော့ဘယ်နဲ့တော့လဲနေကောင်းလေသားနေကောင်းလေနော်အေးလားအေးဒီပါလေပါလေဟောငါသားသားလားအေးပါဟေးတရားရောက်လာပြုံးတော့လားဟုတ်လားလေရအေးပါဟေးသားလေးကျွန်တော်လေဝမ်းတန်ပါအေးပါဟောတားရောဟေးတော့ဘယ်လိုလုပ်ဟိုသားတို့အားရှိလာကြဖေကတော့တော့ဖေတားလားဖေငါသားလေးသားတို့ယောက်ျားဖြစ်သွားပြီတိုင်းတယ်ဖေဝမ်းမတော်လားဝမ်းတော်ယောက်ျားဖြစ်တော့သားတို့မိန်းမလိုချင်တယ်ဟုတ်တယ်မိန်းမမရရင်ဖေကိုယူမယ်ဟုတ်ပဲသားမအမလေးသားလေးတပေါင်းတစ်ခုဝင်းမလူပါဘူးတဲ့တိုင်းဒါဝမ်းတော်လေကွာဒီညတော့တို့သားပါတွေထမင်းလက်စုံစားမယ်မင်းလည်းဆိုခါမယ်လုပ်မနေနဲ့ဆရာလည်းပါလာတယ်ဆရာလည်းဆက်ပါဆိုငါတောင်ကြီးပါလာတယ်ငါတငယ်ချင်းငါပြောပြီးသားငါသားတွေယောက်ျားပြလို့ရတာမင်းလိုချင်တာပေးမယ်လို့ငါပြောပြီးသားဟိုမှာပြောလို့ဆရာလာနေဟုတ်လားပြလာတယ်အေးသေးတယ်အေးတကားတော့နိုင်လိုက်ဦးမှာဒါပဲပေါ့ကွာစိတ်ချအနားလေမင်းတော့လေသမင်းလည်းစားတယ်အားလုံးဖူးတာလားဘယ်စားမယ်အေးစမ်းနေငါတကားရဲ့တို့ဘိုက်က6လရှိပြီပါခေါ်လာပြောအော်ဘာလို့ဗျာပြောတုံးကြီး
ဒီဒီကလည်း တုတ်ကြီးလေ တုတ်ကြီးဟုတ်ဘူး ဘာလို့ တို့နာမည်ကတမွန်တုတ် အောင်မလေးတမောင်တောက်တယ်တော်ရောဘလို့ပြတာလဲပြောတော့မဘယ်ဘလို့ဖြစ်တာလဲ ဘယ်လိုဖြစ်ရမှာလဲတို့အဲ့လိုစစ်တင်ကမျက်နှာကြီးနဲ့မကြည့်ပါနဲ့ ဟောမင်းကတိုင်းစရာကြီးလေ ဒီလေတိုင်းကြကြီး အဲ့ လေ ဘယ်ဖြစ်တာလဲ တိုင်းကြကြီးဘယ်လိုဖြစ်တာလဲဘာလို့လဲမင်းသားလေးတွေကိုငါယောက်ျားလေးဖြစ်အောင်လုပ်ပေးလိုက်တယ်သူတို့လည်းယောက်ျားလေးပေါက်သွားရောငါလည်းဒီစိတ်ရောက်လာတာပဲ အော်တကယ်ကြီးအာနာရတာကွာငါသားတွေသင်ပေးလို့ကွာဒီလိုပြရတာငါအာနာ အားနာတယ်ဘာလို့လုပ်နေလဲ ဘာလို့ တို့ချစ်လိုက်ရင် ဟာဒုက္ခပါကွာတကယ်ကြီးမင်းကလည်းတကယ်ချင်းတွေလေ ဟာတကယ်ကြီးချစ်ရတာငယ်တကယ်ကြီးရေခုတော့ငယ်ကျွမ်းဆွေ ဘာလဲအရင်ကငါဘူးလားလို့မင်းကတော့ကွာတကယ်ချင်းချင်းဘလို့ချက်မှာလဲအဲ့တော့မင်းကငါပြောတာလေငါတောင်းငါပေးထားတဲ့ခရီးတိုင်းမင်းလိုချင်တာပေးမင်းကြိုက်တာတောင်းမှာကွာဒါပဲပေါ့ ငါလိုရင်တော့ပေးမယ်နော် စိုက်ချငါခရီးမပြောဘူး တမွန်တုတ်လို့တော့တကယ်ပေးမယ်နော် စိုက်ချပါကွာဒီလိုခရီးမဖြစ် တ ပါ မွန်တုတ်ကဘေးပင်ဘာမှမလို့ ဘာလို့ချင်လဲ တမွန်တုတ်လို့တာဒီလုံးလုံး ဘာလို့မလုပ် ဘာလို့